Hello ဒီနေ့ကတော့ကျွန်တော်ထိုင်းတကြံမဟုတ်တဲ့ထိုင်းစုံဂရန်ကိုတော်လဲမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်ရောက်နေတာကတော့ Icon Siam Shopping Mall ကြီးပဲဖြစ်ပါတယ်တကြံမတိုင်ခင်ကတော့ဒီမှာကတော့ brand ဆုံးပစ္စည်းဆုံးခရီးသွားတွေလည်းများတယ်ပေါ့နော် Shopping Mall အကြီးစားပေါ့နော်နာမည်ကြီး Shopping Mall နော်တကြံလည်းရောက်ရောဒီ Shopping Mall ထဲမှာဖြောပြရေးရီကစားဖို့ share ကိုလောက်ထားရရတယ်မလား share ပဲတကယ်မီးထိန်ထိန်လေးနဲ့အောက်မှာကိုရီဆော့ရမှာပေါ့နော်ကျွန်တော်ဖြစ်ကြည့်တာနေ့တော့ရီမဆော့ရှင်တော့ညပဲရီဆော့ရတာပို့ပျော်နေဗျဒီလိုမီးထိန်ထိန်လေးနဲ့အောက်မှာကျတော့နေသူကတော့နှစ်ပိုင်းခွဲထားပေးရဗျအရှိမကကျတော့ stage show ဒီရဲ့မင်းသားမင်းသမီးဖျော်ဖြေသူတွေကိုကြိုက်တယ်ဆိုရင်အရှိမတရှင်တော်နားထောင်တော်အားပေးလို့ရတယ်ဗျဒီအနောက်မှာကျတော့ရီကစားကွင်းနေထားပေးရဗျလူကြီးလူငယ်လူလက်မရွေးရီကစားလို့ရတာပေါ့နော်ဒီရဲ့ icon ဆဲမှာကျတော့အဲ့လိုလောက်ထားပေးရဗျသူကတော့နှစ်ပိုင်းခွဲရတာပေါ့အရှိမကကျတော့ဖျော်ဖြေရီအနောက်မှာကျတော့ရီကစားကွင်းဆိုရင်မှအဲ့လိုထားပေးပါတယ်ဗျညမိုးချုပ်ဆိုတော့လေမောင်မှာမစိုးရိမ်နဲ့တော့မီးထိန်ထိန်လေးနေရပဲလူတယောက်ရဲ့မျက်နှာဆိုစလိုက်ထိုးလုံးတည်းမလားကြည်တောက်ရှင်းများတည်းမလားကြည်တောက်ရှင်းဒီမှာရီကစားရင်းနဲ့ဖျားရည်တယ်တက်ပယ်လို့ရတယ်ဗျသူတို့အဲ့လိုလောက်ထားပေးရပါတော့တကယ်လူလဲစီးရင်တကယ်ဖျားစုကျွန်တော်အခုရောက်နေရ9နာရီရှိနေဗျရေပတ်တာတယောက်မှမရော့သွားဘူးဇွဲလည်းမလျှော့တယ်လက်ပံလည်းမကျတယ်နော်ည9နာရီရှိနေပြီကျွန်တော်ကတော့တရက်တညထဲပေါ့နော်နှစ်နေရာတော့လဲမှာဖြစ်ပါတယ်ဒါကတော့ icon Siam တင်ပေါ်နဲ့ကျွန်တော်က center wall ထပ်သွားမှာဖြစ်ပါတယ်ဒီတင်ပေါ်နဲ့တော့ထပ်သွားလို့မရဘူးနော်ဒီတင်ပေါ်နဲ့ဟိုဘက်စိတ်ကံကိုစီးရတာပေါ့နော်ဒါကတော့ icon Siam ရဲ့ည9နာရီမြင်ကွင်းပဲဖြစ်ပါတယ်9နာရီနဲ့10နာရီကြာမြင်ကွင်းပဲဖြစ်ပါတယ်တော်တော်လေးလာတယ်ဗျ okay ဒါကတော့ကျွန်တော်ဘန်ကောက်မြို့လေကောင်မှာရှိတဲ့စန်ထုံဝေါ်ရောက်နေပါပြီ။နိုင်နဲ့ဆိုရင်ဒီဟာတော့10နိုင်ခွဲနဲ့7ကြားပဲဖြစ်ပါတယ်။လူတွေကကြည့်လိုက်ဗျ။ပွဲတော့ကြားနေရမှာဒါတော့တကြံမရောက်သေးဘူးနော်။သူတို့တွေရေတွေရှေ့ပတ်နေကြရင်ကျုံလူတိုင်းကလမ်းလျှောက်သွားလမ်းလျှောက်လာလူငယ်လူလက်ယောက်ျားမိန်းကလေးမရွေးပေါ့နော်။ဒီနေရာမှာလမ်းလျှောက်သွားမှရေကစားလို့ရပါတယ်။ဒါပေမဲ့ရေကတော့အလကားမရအောင်ဗျရေကတော့ဒီကျွန်တော်တို့ကင်နဲ့ရေပတ်နဲ့တနက်ပေါ့နော်အဲရေပတ်တဲ့တနက်ထဲရေထဲမဲ့ဆိုရင်10ဘတ်ပေးရတာပေါ့နော်10ဘတ်ပေးရပါတယ်လူများပြောကြမှာပေါ့နော်ဒီဘေးမှာစန်ထဝေါ်ရှိနေတော့ဖြည့်ပေါ့နော်ဆိုဒါပေမဲ့ညနေဆိုရင်သူတို့ကတော့ပိတ်ထားပါတယ်တကယ်ပြောညနေဆိုပိတ်ထားပါတယ်ခိုးဝင်တဲ့လူလို့ရှိရင်ရှိမှာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကတော့မဝင်ပါဘူးကျွန်တော်အနေနဲ့ပြောရင်လည်းပိတ်ထားတဲ့နေများလူတွေတလောက်အများကြီးတည်ရမလားရေတော့ခတ်မယ်ဆိုရင်ဒီရဲ့စန်ထဝေါ်ရရေတွေနဲ့ဖြစ်ကုန်မှာပေါ့နော်ပိတ်တင်တယ်လို့ပဲကျွန်တော်ထင်တယ်ဗျโอเคကျွန်တော်နဲ့သူလိုက်လျှောက်ကြည့်ရအောင်ဗျဒါ10နိုင်ခွဲနဲ့17ကြာယူရီးယားစုံဂရမ်ပဲဖြစ်ပါတယ်တော်တော်လေးပျော်ဖို့ကောင်းတယ်ဗျဟိုဘယ်လိုပြောမှသူတို့အဖြူရောင်နဲ့လူကိုလိုက်တောက်တာတော့အဲ့ဟာပါလေတော့ကျွန်တော်လည်းမသိကျွန်တော်ရေပတ်တယ်ဗီဒီယိုလေးရိုက်တယ်ပြီးရင်တခုကကောင်မလေးချော်လေးကိုလိုက်ငန်းတာပါဗျာတကယ်တော်တော်လေးမိုက်တယ်ဒါပေမဲ့ဒီရက်မလို့လားမသိဘူးเนาะဒီတနေ့တော့စီကန်ချက်ထုတ်တာပါเนาะအဲ့လိုရန်ဆန်ဆိုင်နေဝစ်လို့မရဘူးဆိုပြီးမှစီကန်ချက်ထုတ်တာတဲ့အတွက်ကျွန်တော်ဒီတွာလာနဲ့လမ်းပေါ်မှာတော့အဲ့လိုမျိုးရန်ဆန်ဆိုင်နေနည်းနည်းဖော်တာတွေကတော့ကျွန်တော်ကတော့မမြင်ရသေးဘူးပေါ့နော်သူတို့စီကန်တက်မှတ်ထားတော့ပဲသူတို့တွေကမဝတ်တော့တာလားမသိဘူးဗျ
မဝဲတာပဲကောင်းပါလေလေဟုတ်ရမလားโอเคကျွန်တော်နဲ့သူလိုက်ကြည့်လိုက်ရအောင်ပြောရရင်တကြံစတော့မစတယ်ဘောနော်မနစ်ဖြတ်မှာစမှောင်ကိုတကယ်လူကတော်တော်စီနေဗျပြီးကြရင်တကြံအတွင်းဆိုလူဘလောက်များလိုက်မလဲမသိဘူးနော်တကယ်လူများပြောမပြတတ်အောင်တော်တော်စီရသေးလားHello bro တို့ဒီရှင်းမှာကြည့်လိုက်ဘီကီနီနဲ့ဆိုတော့ main လေးမထင်နိုင်နော်ဒါတရုတ်ကကောင်းလေးလေးပါတရားဘသူတလောက်ထိရဲတယ်ဘသူမှတိတ်မရဲကြသူတို့ပဲရဲရနော်ဒီလားတရုတ်တွေလာတောင်းချမ်းနေကြဘီကီနီနဲ့ဒီလားတလောက်ရဲနေလို့မတွေ့ဘူးလေသူတို့ကကြဘီကီနီလေးနဲ့ main လေးတွေကတော့မဝတ်ယောက်ျားလေးတွေဝတ်ရင်မှဘီကီနီနဲ့ရေလိုက်ပတ်နေရပါတော့ကျွန်တော်ပြောချင်တာတော့အဝေးကနေမြင်မှเนี่ยအမြင်မမားနဲ့တော့ပီကနီဆိုရင်မှ main လေးမထင်နဲ့ယောက်ျားလေးပါရှင်ပြောရရင်ဒါတကြံတော့မစရဘူးနော်လူတကယ်ကိုကြိတ်တိုးပဲဗျ12နိုင်လဲထိုးပြီးဆိုတော့ကျွန်တော်ကတော့ကားစီပြီးမှပြန်ပါပြီပြန်ပြီးဆိုတာလူမရှိတော့လို့မဟုတ်တော့ကျွန်တော်တို့နားမှာမလို့ပါစနစ်ထိုးလဲပတ်တဲ့လူတွေကရှိနေတော့မှဒါကတော့ကျွန်တော်သွားလဲနေဘိုက်စားတော့ဗောနော်ညစီတန်းမှာကျွန်တော်ကွေးတီယိုတွေနဲ့မာဆိုင်မှာ good night တို့ပြောပါရစေဗျအားလုံးပဲကျေးဇူးပါဗျ